ဖုံဖုံဖေယာတပည့်တော်ကိုလည်းမကောင်းတာသိရနဲ့ဘဝအကြောင်းမလှမှုကြောင့်အခုချိန်ထိအရက်တွေတောက်မိနေပါတယ်ဆုံးမလမ်းညွှန်ပေးပါအောင်ဆိုပြီးတော့ထူထူ1611ဆိုတဲ့အကောင့်ပိုင်ရှင်ကဖယားကမရိုက်ပါဘူးဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးပို့လာတယ်ဖုံဖုံအမြင်ကတော့ဘဝအကြောင်းမလှလို့အရက်တောက်နေတာမဟုတ်ပါဘူးတကယ်ကတော့အရက်တောက်နေလို့ဘဝအကြောင်းကမလှတာပဲဖြစ်နေမှာပါဘဝအကြောင်းမလှလို့အရက်တောက်နေတာဆိုရင်အရက်တောက်ရင်ဘဝအကြောင်းကလှလာမှာလားအရက်မတောက်မှဘဝအကြောင်းကလှလာမှာလားပေါ့အကျွေးတရားရှိနေလို့အရက်တစ်ကြက်ဖို့ဝဲတောက်လိုက်တာတောက်ပြီးသွားလို့အမူးပြီးတော့အကျွေးကတရားတစ်ကြက်ဖြစ်သွားတယ်အရက်တောက်မှုဟာဘဝအကြောင်းလှပစေတဲ့အရာမဟုတ်ဘူးဆိုတာအားလုံးကသိနေကြတာပါပဲဒါကြောင့်ဘဝအကြောင်းမလှလို့တော့အရက်ကိုမတောက်ပါနဲ့အရက်တောက်လို့သာဘဝအကြောင်းကမလှတာတွေဖြစ်နေမှာပါနောက်တစ်ခုကမကောင်းတာသိရနဲ့အရက်ကိုတောက်နေတယ်လို့ဆိုတယ်တကယ်ကတော့မကောင်းတာကိုမသိလို့သာအရက်ကိုတောက်နေတာပါတကယ်မကောင်းတာကိုသိနေရင်အရက်ကိုတကယ်မတောက်ဖြစ်တော့ပါဘူးမကောင်းတာကိုသိပါတယ်ဆိုရင်ဘာတွေသိနေတာလဲဘယ်လိုတွေသိနေတာလဲဘလောက်ကြာသိနေလို့လဲသူများတွေပြောလို့ကြားလိုက်တဲ့အခါအရက်ကမကောင်းဘူးလို့သိလိုက်တယ်တောက်ချိန်ရောက်တဲ့အခါကျတော့အဲ့ဒီအသည့်ကမရှိတော့ဘူးပေါ့စိတ်ထဲမှာစဉ်းစားစိတ်ကူးမိတဲ့အခါသူပြောလူပြောမျက်မြင်လေးနဲ့သိထားတဲ့အခါအသည့်လေးဝင်လာခဲ့တာပါမစင်စားမိတဲ့အခါအဲ့ဒီအသည့်မရှိတော့တဲ့အခါကျတော့အရက်ကတောက်ဖြစ်တာပေါ့ပြောချင်တာကတော့သိချိန်ကအလွန်နေပြီးတော့အသည့်ကမမြဲဘူးတကယ်သိတယ်ဆိုတဲ့အသည့်ကအရက်တောက်ခြင်းတဲ့အာယုံကိုနိုင်သွားတဲ့အသည့်မျိုးကမှတကယ်သိတဲ့တမ္မာဒိဋ္ဌိမှန်ကန်တဲ့အသည့်လို့ဆိုရမယ်အရက်တောက်ခြင်းတဲ့အာယုံမပေါ်ပဲလဲအရက်ကတောက်မှာမဟုတ်ဘူးအရက်တောက်ခြင်းတဲ့စိတ်အာယုံပေါ်လာလို့သာအရက်ကတောက်ချင်တာဖြစ်မယ်ထင်ပါတယ်အဲ့ဒီအရက်တောက်ချင်တဲ့အာယုံကိုနိုင်တဲ့အသည့်ကမှတကယ်သိတယ်လို့ဆိုရမယ်အရက်ရဲ့အပြည့်အနာအစားအရက်ကြောင့်လူမှာဖြစ်ရတဲ့ဒဏ်ရာဒဏ်ချက်တွေအရက်ကြောင့်ဘဝမှာဘဝနာဘဝတည်သွားရလို့တကယ်သိနေတယ်တကယ်ကိုမြင်နေမယ်ဆိုရင်အရက်ကိုတောက်ချင်တဲ့အာယုံကအဲ့ဒီအသည့်ကိုနိုင်အောင်မတိုးနိုင်တော့ရင်အရက်ကိုမတောက်တော့ပါဘူးအဲ့ဒါကတော့နံပါတ်1အနေနဲ့အရက်တောက်ချင်တဲ့အာယုံကိုအသိပညာနဲ့အခြေတည်ပြီးတော့ဖြတ်ဖို့ပြောရတာပါနောက်သီလဆိုတဲ့အကျင့်ကိုအခြေခံပြီးလက်တွေ့အကောင့်ထဲဖော်ရမယ်အရက်ကိုတကယ်မတောက်ဖြစ်အောင်လေ့ကျင့်မှုလုပ်ပါအရက်မတောက်ဖြစ်အောင်အလေးအထားလုပ်ပါအဲ့ဒီလိုသီလနဲ့ပညာရှိလာပြီဆိုရင်ကိုအရက်ကတောက်ဖြစ်တော့မယ်မဟုတ်ပါဘူးအရက်တောက်ခြင်းတဲ့အာယုံကိုအသိပညာနဲ့အရင်ဖြတ်ပါအရက်တောက်နေတဲ့အကျင့်ကိုသီလဆိုတဲ့မတောက်တဲ့အလေးအထားနဲ့ဖြတ်ပါခန္ဓာကိုယ်ကလိုအပ်နေတာရှိရင်အရက်မတောက်ရလို့လက်တုံးခြေတုံးခေါင်းကိုက်တာမျိုးရှိနေရင်ဆရာဝန်နဲ့ဆေးကန်းပြပြီးတော့ဆေးဝါးဓာတ်စာနဲ့ကုပါအဲ့ဒါဆိုရင်အရက်ကပြတ်နိုင်ပါတယ်တောက်ခြင်းတဲ့အာယုံကိုအသိပညာနဲ့မဖြတ်နိုင်သမျှဘယ်နှစ်ဖြတ်ဘယ်လိုဖြတ်မပြတ်တော့ပါဘူးအဲ့လိုအရက်ပြတ်လာပြီဆိုရင်လေဘဝအကြောင်းလှဖို့အတွက်လေတောင်းတနေရာကကျေးဇူးရှိလာမှာပါနံပါတ်1အရက်ဖိုးကုန်တဲ့ငွေတက်သားလာမယ်မိသားစုထမင်းဝိုင်းမှာချင်းတစ်ခွက်ငပိယူတစ်ခွက်စာလောက်တိုးမလာနိုင်ပြီဘူးလားနံပါတ်2အရက်မမှုတော့မိသားစုနဲ့ဖြစ်စေဝန်းကျင်နဲ့ဖြစ်စေငင်းခုန်တာတွေစကားများရန်ဖြစ်ရတာတွေမရှိနိုင်တော့ဘူးမိသားစုကိုလည်းစိတ်တွေချမ်းသာလာစေနိုင်မယ်ပျော်ရွှင်ပြီးတော့မလာစေနိုင်ပေဘူးလားနံပါတ်3အရက်မတော့တော့ကျန်းမာရေးတွေကောင်းလာမယ်အရက်မတော့လို့ကျန်းမာရေးကောင်းလာတဲ့အခါဆေးကုသရတဲ့ဈေးတွေလည်းဘဝမှာအကုန်သက်သာသွားစေမယ်မူးလို့လဲလို့ပေါက်တာပြဲတာတိုက်တာခိုက်တာတွေမရှိတော့လေအလုံးမပြတ်ငွေမကုန်တော့ဘူးပေါ့နံပါတ်4ကိုဟာအယက်သမားဆိုတဲ့နာမည်ဆိုးတွေလည်း
မရှိနိုင်တော့ဘူးဒီကောင်ကအယက်သမားဆိုတဲ့နာမည်ဆိုးရှိရင်မပေါင်းခြင်းမသိခြင်းမခိုင်းခြင်းမခေါ်ခြင်းနဲ့ဘဝမှာအရှင်းမပြေမှုတွေပိုးများနေမှာပေါ့နံပါတ်5အရက်တွေမူးလာရင်လူအသည့်လူစိတ်တွေပြောင်းပြီးတော့ဟိုဟာလမ်းပြဒီဟာဖောပြနဲ့ကိုယ့်ရဲ့သိက္ခာတွေကိုကိုယ်တိုင်ပဲချနေတတ်ကြတယ်သိက္ခာကြပြီဆိုရင်တန်ဖိုးတွေပါကြကုန်တယ်တန်ဖိုးတွေကြကုန်ရင်ဘဝတွေမှာကြသွားတတ်တယ်နံပါတ်6အရက်မူးနေတော့အရာရာကိုစဉ်းစားဝေဖန်တတ်တဲ့အသိပညာတွေပါနှဲပါကုန်တယ်မူးနေခြင်းကများတော့ကိုယ့်ဘဝအတွက်ဖြစ်တင်တာတွေမဖြစ်တင်တာတွေလှုပ်တင်တာတွေမလှုပ်တင်တာတွေမသိတော့ဘူးအတိအားတွေနဲလာတယ်ဒါတွေဟာအရက်တောက်ချင်းကြောင့်ဖြစ်တဲ့ဘဝနှိမ့်ကြစီတဲ့အကြောင်းတရားတွေပဲမဟုတ်လားဒါကြောင့်ဘဝကနှိမ့်ကြတော့အရက်တောက်တယ်လို့မပြောစီချင်ဘူးအတိနှိမ့်ကြမှုကြောင့်သာအရက်ကိုတောက်နေတာပါဘဝကိုမြင်မာခြင်းနဲ့ဆိုရင်လဲအရက်ကိုဖြတ်လိုက်ပါလို့ပြောကြချင်ပါတယ်ဥစ္စာရုပ်ချင်းငင်းခုန်များစွာယောဂထူပြောကြော်စောမဲ့တုံမလုံအင်္ဂါပညာနေပါဤ6ပါးကတောက်စားသေးစာအပြစ်ဒီလို့ဆိုတယ်လို့ပြောရင်းနဲ့ပဲနည်းနည်းပြောဆိုမှုကလည်းရှိလာလို့ဒီနေရာမှာညီကုန်းချုပ်လိုက်ပါတယ်အားလုံးအမြင်မှန်ပြီးတော့ဘဝမြင်မာသူများဖြစ်ကြပါစေအသိမြင်မာပြီးတော့ဘဝနှိမ့်ကြမှုများကိုဖြေရှင်းနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်